မနေ့ညကပြရိုက်ထဲမှာရှိနေတဲ့မင်းတုံးမင်းတရားကြီးရဲ့ရွှေဆေးတံပျောက်သွားတယ်ဗျအခန်း1မဖိတ်ခေါ်ပဲရောင်လာသောဧည့်သည်ဒီနေ့တနေ့ကျွန်ုပ်သည်မန္တလေးမြို့ရှိကျွန်ုပ်၏နေအိမ်ဧကန်တွင်ထိုင်နေရင်ရှေးဟောင်းပရပိုက်တစ်ခုကိုအတိအချာဖတ်ရှုလေ့လာနေမိ၏ထိုပရပိုက်ထဲတွင်ရေးသားထားသောအကြောင်းအရာများမှာလွန်ခဲ့သောနှစ်ပေါင်းများစွာကနန်းတွင်၌ဖြစ်ပျက်ခဲ့သောလျှို့ဝှက်ချက်အချို့ဖြစ်သဖြင့်ကျွန်ုပ်မှအာယုံစိုက်နေမိထင်လေသည်ကျွန်ုပ်၏ဘေးရှိလက်ဖက်ရည်ကျန်းဖွန်ကန်ထဲမှအငွေ့တစ်ထောင်းထားနေသောရေနွေးနှံ့ကအခန်းတွင်၌သင်းပြန်လျက်ရှိ၏ထိုစဉ်ချင်းဝင်းတကားဝမှကားဘရိတ်အုပ်ဆိုင်အကျယ်ကြီးထွက်ပေါ်လာပြီးနောက်တွက်လက်သောခြေတံတစ်ခုသည်ကျွန်ုပ်၏ဥအုပ်စီသို့ဥတီဝင်းရောက်လာလေသည်ထိုသူကကျွန်ုပ်၏မိတ်ဆွေရင်းနေမြေခံရဲအရာရှိဦးထွန်းဖေပင်thị၏ဦးထွန်းဖေသည်ကျွန်ုပ်ထံရောက်လာတိုင်းအရေးကြီးသည့်သတင်းတစ်ခုခုတည်လာလိရှိသဖြင့်ကျွန်ုပ်ကပရပိုက်ကိုဘေးသို့အသားချလိုက်မိသည်ဦးထွန်းဖေသည်ကျွန်ုပ်၏ရှေ့ရှိကျင်းကလာထိုင်တွင်အမောတကောဝင်ထိုင်လိုက်ရင်ကိုမင်းဟောင်ခမည်းတော်အေးစိတ်နေနိုင်သေးတယ်ဗျဟိုမှာတော့နန်းမြို့ဟောင်းတွေကပြတိုင်းမှာအကြီးကျယ်ပြဿနာတက်နေပြီဟုဆိုကနဖူးမှချွေးများကိုလက်ကွယ်ဘိုးအဖင်တုတ်လိုက်လေသည်ကျွန်ုပ်ကမျက်မှန်းကိုပြင်တင်လိုက်ပြီးကဲဖြည်းဖြည်းပြောစမ်းပါအောင်ကိုထွန်းဖေရဲ့နန်းမြို့ဟောင်းတွေမှာဘာတွေများထူးခြားလို့လဲရွှေထီးစောင်းခဲ့တဲ့နေရာဆိုတော့ထူးခြားတာတွေကတော့ရှိမှာပေါ့လေဟုခပ်ဖြုံဖြုံဖြင့်မေးလိုက်မိ၏ဦးထွန်းဖေကအတန်းကိုနှင်လိုက်ပြီးဒီလိုဗျမနေ့ညကပြရိုက်ထဲမှာရှိနေတဲ့မင်းတုံးမင်းတရားကြီးရဲ့ရွှေဆေးတံပျောက်သွားတယ်ဗျဒါကထူးခြားတာမဟုတ်ဘူးထူးခြားတာကအဲ့ဒီဆေးတံရှိနေတဲ့မှန်တဲ့တန်းကိုဘယ်သူမှမခွဲရသေးဘူးတော့လည်းမဖြတ်ရသေးဘူးဒါပေမဲ့အထဲကဆေးတံကတော့မရှိတော့ဘူးဗျကျွန်ုပ်ဒီဆေးတံကိုမင်းညီလိုက်ရင်အတွေးနဲ့တွားမိ၏မှန်မကွဲတော့မပျက်စီးတဲ့ပျက်စီးပြောက်သည်ဆိုခြင်းမှာနောက်ွယ်တွင်ပညာရှင်တဦးဦး၏လက်ချက်ထိရမီမှာတေးကြလာ၏ပြရိုက်ဆောင်နေကတော့ဖာပြောလေကိုထုံးဖေဟုကျွန်ုပ်ကမေးလိုက်ရာဦးထုံးဖေကပြရိုက်ဆောင်နေအောင်လုံးကတော့တညာလုံးတကားဝမှာရှိနေတာလို့ကြင်ပြောနေတာပဲဗျာပြီးတော့ပြရိုက်ရဲ့ပရင်းပေါက်တွေကလည်းတန်တိုင်တွေနဲ့ဗျာလူနေသားသားကြွက်တောင်ဝင်လို့မရတဲ့အနေအထားမျိုးမှာဒီဆေးတံကြီးကဘလို့ပျောက်သွားတာလဲဆိုတာကျွန်ုပ်စဉ်းစားလို့ကိုမရတော့ဘူးကျွန်ုပ်ဒီဆေးတံမှာထလာသောအငွေ့အမွေမြောင်းကိုငေးကြည့်လျက်ရှိရဲ့ကိုထွန်းဖေလောကမှာမခက်နိုင်ဘူးဆိုတာမရှိဘူးဗျကျွန်တော်တို့မသိသေးတဲ့နီလန်တစ်ခုခုရှိနေလို့သာထက်နိုင်တာပေါ့ဒါနဲ့အဲ့ဒီဆေးတံပျောက်သွားတဲ့နေရာမှာတခြားဘာထူးခြားတာတွေတွေ့သေးလဲဦးထွန်းဖေကအိတ်ကတ်ထဲမှာပလတ်စတစ်အိတ်ငယ်လေးတစ်ခုကိုထုတ်ပြလိုက်၏အထဲတွင်တစ်တာဇာလီပါရှိ၏ဒါပဲတွေ့တယ်ဗျအဲ့ဒီမှန်တသားရဲ့အောက်ခြေမှာဒီတစ်တာဇာလီခံခဲ့တာဒါကဘာလဲဆိုတာကျွန်တော်တို့ရဲတွေလည်းမသိဘူးကျွန်ုပ်ဒီထိုတစ်တာဇာလီကိုအသေးချာကြည့်လိုက်ပြီးတော့အခါမျက်ခုံးပြင်သွားမိ၏ထိုတစ်သားသည်တာမန်တစ်သားမဟုတ်ပဲနန္တာနီနိုင်ရနေသည့်အဖြစ်တစုံတဦးကတမင်တကာဖော်ပြထားသောအမှတ်အသားတစ်ခုပါရှိနေသောကြောင့်ဖြစ်၏စိန်ဝင်စားကြပဲကိုထွန်းဖေကဲဒါဆိုရင်ကျွန်တော်တို့နန်းမြို့ဟောင်းဘက်ကိုတစ်ခေါက်လောက်လွှဲကြတာပေါ့ဗျာဒီဆဲတံကဘသူစီမှာမီးခွေးထွာနေမလဲဆိုတာတွားရှာကြည့်ကြတာပေါ့ဗျာဟုဆိုကကျွန်ုပ်ဤပစိုးကိုအသာပြင်ဝိတ်ထလိုက်လေတော့၏